ဒီညနားဆင်ရမယ့်ထဲယူကရိန်းကာကွယ်ရေးဝန်ကြီးနဲ့တက်ချုပ်ကြားကတင်းမာမှုအကြောင်းကိုသမရကဇောရကတက်တဲ့အကြောင်းပြင်ထူးစစ်စင်ရေးနဲ့သတင်းချက်လက်စုဆောင်းမှုတွေထောက်လှမ်းမှုတွေဒီနည်းပညာပိုင်းတွေမှာအများကြီးမြန်မာစစ်တပ်တွေတိုးတက်ပြောင်းလဲလာနိုင်တော်လှန်ရေးအရာစုတွေအတွက်ဖိအားချင်းချောက်မှုတွေပို့ပြီးတော့အသက်ရောက်မှုတွေရှိလာနိုင်တယ်နေပြည်တော်မှာမြန်မာရုရှားပူးရဲစစ်ရေးလေ့ကျင့်တဲ့အကြောင်းနဲ့ကမ်းလွန်ပင်လယ်မှာလှေနှစင်းမြုပ်လို့လူ900ကျော်သေဆုံးနိုင်တယ်လို့ကုလသမဂ္ဂကပြောတဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညအစီအစဉ်ကိုကျွန်တော်ဘူဘူကထုတ်လွှင့်ပေးထားပါတယ်။မြန်မာကမ်းလွန်မှာလှေနှစင်းနစ်မြုပ်ပြီးလူ900ကျော်သေဆုံးနိုင်ကြောင်းကုလသမဂ္ဂကပြောပါတယ်။ရိုဟင်ဂျာများစုပါဝင်တဲ့လှေတွေကျွန်းလနှောင်းပိုင်းမှာရခိုင်ကနေထွက်လာပြီးဒီထဲမှာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကသူတချို့လည်းပါဝင်ကြောင်းဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနဲ့နိုင်ငံတကာရွှေပြောင်းသူများအဖွဲ့ရဲ့ပူးရဲထုတ်ပြန်ချက်မှာပါရှိပါတယ်။ပင်လယ်ထဲရောက်လာပြီးတဲ့နောက်လှေတစ်စင်းနဲ့ဆက်သွယ်ပြတ်သွားပြီးနောက်တစ်စင်းကတော့ ERV ကမ်းရိုးတန်းအလွန်မှာဒီလာဆန်းကနစ်မြုပ်ခဲ့ပုံရပါတယ်။ဒီနှစ်ထဲမြန်မာပင်လယ်နဲ့ဘင်္ဂလားအော်မှာလူ300နီးပါးပျောက်ဆုံးသေဆုံးတာတွေရှိခဲ့တယ်လို့လည်းကုလသမဂ္ဂအေဂျင်စီတွေကပြောပါတယ်။ယူကရိန်းသမ္မတဗိုလိုဒီမီယာဇယ်လန်စကီကကာကွယ်ရေးဝန်ကြီးနဲ့တက်ချုပ်ကြားကတင်းမာမှုအကြောင်းကိုစောရကတက်ခဲ့ပါတယ်။လူကြိုက်များတဲ့ကာကွယ်ရေးဝန်ကြီးကိုထုတ်ပယ်ပြီးတဲ့နောက်မစ္စတာဇယ်လန်စကီကပြောခဲ့တာပါ။ဒီထုတ်ပယ်မှုကြောင့်ယူကရိန်းမြို့ကြီးတွေမှာဆန္ဒပြပွဲတွေဆက်ပြီးဖြစ်ပွားနေပါတယ်။သူမပါဘဲဒီလူ2ယောက်ကအတူထိုင်စကားပြောလို့မရကြောင်းနဲ့ဒါကြောင့်သူတို့တဲကတယောက်ကိုပဲရွေးဖို့ဆုံးဖြတ်ခဲ့ရကြောင်းဇယ်လန်စကီကဆိုပါတယ်။ယူကရိန်းတပ်ချုပ်ဟာရုရှားကိုတိုက်ဖို့ထက်နိုင်ငံကိုပြိုကွဲအောင်လုပ်နေတယ်လို့လည်းထုတ်ပယ်ခံရတဲ့ကာကွယ်ရေးဝန်ကြီးမီခိုင်လိုဖက်တိုရော့ဖ်ကပြောပါတယ်။အီရန်နဲ့အမေရိကန်ကြားမှာစိတ်ဆက်ညှိနှိုင်းရေးတွေပြန်လုပ်ဖို့လက်တလောတိုက်ခိုက်မှုတွေကိုရပ်တန့်ပါဆိုပြီးသူတို့ကြားမှာဥဆောင်ညှိနှိုင်းပေးနေတဲ့ပါကစ္စတန်ကတောင်းဆိုလိုက်ပါတယ်။ဒီစစ်ပွဲကြောင့်ကမ္ဘာစွမ်းအင်နဲ့စားသုံးကုန်ထောက်ပံ့မှုမှာထိခိုက်နိုင်ကြောင်းအရေးကြီးဖော်ပြဖို့လဲပါကစ္စတန်ဘက်ကသိရှိတယ်ဆိုပြီးပါကစ္စတန်နိုင်ငံသားရေးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။အီရန်နိုင်ငံတလွှားမှာညာလုံးပေါက်ပောက်ကွဲသံတွေကြားခဲ့ရသလိုအီရန်ကလည်းဂျော်ဒန်ကူဝိတ်နဲ့ဘာရိန်းကအမေရိကန်စစ်စခန်းတွေကိုဒရုန်းနဲ့ပြန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဒီထုတ်ပြန်ချက်ပေါ်ထွက်လာတာဖြစ်ပါတယ်။လောလောဆယ်အသေးပြောက်သတင်းကိုတော့မရရှိသေးပါဘူး။အစ္စရေးတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ9ဦးသေဆုံးကြောင်းလည်းဂါဇာကကျန်းမာရေးရရှိတွေကပြောပါတယ်။ဒီသေဆုံးသူတွေတဲ့ဂါဇာမြောက်ပိုင်းတူဖာရက်ကွက်နာကလူ2ယောက်ပါသလိုဂါဇာစီးတီးအနောက်ပိုင်းဒုက္ခသည်စခန်းကလူ1ယောက်လည်းပါပါတယ်။အစ္စရေးနဲ့ဟာမတ်စ်ကြားအောက်တိုဘာလကအပြစ်ရစဲရေးယူပြီးတဲ့နောက်ပိုင်းအစ္စရေးရဲ့တိုက်ခိုက်မှုတွေဒီလိုမြင့်တက်လာတာကိုမတွေ့ခဲ့ဘူးကြောင်းအမေရိကန်အဖွဲ့တစ်ဖွဲ့ကထုတ်ပြန်ပြီးတဲ့နောက်ဒီလိုသေဆုံးကြတာဖြစ်ပါတယ်။အပြစ်ရစဲရေးနောက်ပိုင်းအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားအများစုပါဝင်တဲ့သေဆုံးသူဥယျာဉ်ကလည်း1100ကျော်သွားပြီဖြစ်ပါတယ်။ပြည်တင်ရဲ့အရေးကြီးတဲ့အနာဂတ်သံမဏိထုတ်လုပ်မှုကိုကာကွယ်ဖို့ဆိုပြီးဗြိတိရှသံမဏိလုပ်ငန်းကြီးကိုအစိုးရကပြည်သူပိုင်သိမ်းလိုက်ပြီဖြစ်ပါတယ်။လက်ရှိပိုင်ဆိုင်တဲ့ချင်းရဲတရုတ်ကုမ္ပဏီနဲ့သဘောတူညီမှုမရကြောင်းဝန်ကြီးတွေဘက်ကပြောကြားပြီးတဲ့နောက်ဒီလိုသိမ်းယူလိုက်တာပါ။အင်္ဂလန်မြောက်ပိုင်းမှာရှိတဲ့စက်ရုံကအလုပ်ကိုင်း3000နီးပါးကိုကာကွယ်ဖို့ဗြိတိရှသံမဏိလုပ်ငန်းရဲ့လေပတ်ထိန်းချုပ်မှုကိုဗြိတိရှအစိုးရကမနှစ်ခရဲကရယူခဲ့ပါတယ်။ဒီစက်ရုံဟာပြည်ထိုင်မှာနောက်ဆုံးကြံရစ်တဲ့မူလသံမဏိစက်ရုံဖြစ်ပြီးစွမ်းအင်ကုန်ကျစရိတ်ကြီးလာမှုနဲ့နိုင်ငံတကာရှင်ပြိုင်မှုတွေကြောင့်ရပ်တည်ဖို့ရုန်းကန်ခဲ့ရပါတယ်။အချိန်အခန့်အသတ်မရှိအစာငတ်ခံဆန္ဒပြနေတဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာလှုပ်ရှားတက်ကြွသူစုံနမ်ဝမ်ချုပ်ရဲ့ကျန်းမာရေးကိုစောင့်ကြည့်ဖို့အိန္ဒိယအစိုးရကိုဒေလီဟိုက်ကုတ်တရားရုံးကတောင်းဆိုခဲ့ပါတယ်။ပိုဟတ်ဂျန်ဒါပါတီဆိုတဲ့အင်တာနက်ပေါ်ကသရော်လှောင်ပြောင်တဲ့လှုပ်ရှားမှုကိုထောက်ခံပြီးမစ္စတာဝမ်ချုပ်ဆန္ဒပြနေတာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကပညာရေးပြုပြင်ဖို့တောင်းဆိုနေတာလည်းဖြစ်ပါတယ်
ဝန်ချုပ်ရဲ့ကျန်းမာရေးယိုယွင်းလာတာကိုကုစားဖို့လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုအာဏာပိုင်တွေချက်ချင်းပေးသင့်ကြောင်းတရားသူကြီးတွေကပြောပါတယ်ပြီးခဲ့တဲ့19ရက်အတွင်းဝန်ချုပ်ရဲ့ကိုယ်လေးချိန်ပေါက်20လောက်ကျသွားပြီးပြင်းထန်တဲ့နာကျင်မှုနဲ့ရင်ဆိုင်နေရကြောင်းသူထောက်ခံသူတွေကပြောပါတယ်တောင်အာဖရိကမှာတော့ပြီးခဲ့တဲ့2ပတ်အတွင်းအထောက်ထားမဲ့ရွှေပြောင်းဝင်လာသူတွေကိုစစ်စင်ရေးလုပ်ခဲ့ရမှာနိုင်ငံသား8000ကျော်ကိုဖမ်းဆီးခဲ့ကြောင်းတောင်အာဖရိကရဲကပြောပါတယ်တော်ရရှိမြခင်ဗျာအပူပိုင်းမုန်တိုင်းဆိုတဲ့နာမည်နဲ့မြန်မာနဲ့ရုရှားပူးရဲပြီးတော့အထူးတပ်ဖွဲ့စစ်ရေးလေ့ကျင့်မှုကိုနေပြည်တော်ဥတ္တရသီရိမြို့နယ်မှာရှိတဲ့လေကြောင်းရန်ကာကွယ်ရေးတပ်မှ2ပတ်နီးပါးပြုလုပ်နေပါတယ်ဒီစစ်ရေးလေ့ကျင့်မှုတွေကတော်လှန်ရေးအင်အားစုတွေပေါ်တက်ရောက်လာနိုင်သလားကိုဇေယျကပြောပြပေးပါမယ်။ Drone တံပြန်ရေးတောတွင်းစစ်စေးရေးနဲ့အထူးတပ်ဖွဲ့စစ်စေးရေးနည်းဗျူဟာတွေပါဝင်တဲ့စစ်ရေးလေ့ကျင့်မှုကိုရုရှားဘက်ကစစ်ပွဲအတွေ့အကြုံရှိတပ်ဖွဲ့ဝင်20ကျော်ဦးဆောင်ပြီးနိုင်ငံပူးပေါင်းလှုပ်ဆောင်နေတာလို့နေပြည်တော်နဲ့နှိစက်သူတွေကပြောပါတယ်။စစ်တပ်ဘက်ကလေ့ကျင့်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးပြည့်စုံလင်းဦးဆောင်တယ်လို့လည်းနှိစက်သူတွေကပြောပါတယ်။ရုရှားနိုင်ငံတို့အလိုလျောက်လက်နက်တွေ Sniper Rifle တွေနဲ့ Drone တွေအပြင်တခြားစစ်ဘက်ဆိုင်ရာနည်းပညာမြင့်လက်နက်ပစ္စည်းနဲ့သရုပ်ပြလေ့ကျင့်နေတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ရုရှားနဲ့မြန်မာအကြားစစ်ရေးလေ့ကျင့်မှုနည်းဗျူဟာဖလှယ်မှုနဲ့ပူးတွဲလေ့ကျင့်ရေးတွေတိုးချက်ဆောင်ရွက်ဖို့ပါဝင်တဲ့9နှစ်သက်တမ်းရှိတရားဝင်စစ်ရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကိုအခုနှစ် February လမှာလက်မှတ်ရေးထိုးထားပါတယ်။ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုဟာပထမဆုံးအကြိမ်ဖြစ်ပြီးနိုင်ငံကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုသမိုင်းမှာအရေးကြီးတဲ့အဆင့်တစ်ခုအဖြစ်သတ်မှတ်နိုင်တယ်လို့လည်းဆိုပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုအကြောင်းကိုစစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့သေနင်္ဂမဟာဗျူဟာလေးလာရေး Institute အဖွဲ့အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးပြောတာကရှင်လင်တက်ရဲ့တော်ရင်းစစ်စင်ရေးပုံစံမှာရှင်လင်မှာတူးရင်းစစ်စင်တဲ့အခါမှာနေဒေသမတူတဲ့အပိုင်းတွေမှာလာရောက်တော့ပူပေါင်းစစ်စင်ရခြင်းနေဒေသပေါ်မူတည်ပြီးအထူးကြုံတွေဖလှယ်လို့ရတယ်ပေါ့အဲ့တော့ဒီရုရှားအနေနဲ့လည်းသူတို့ကြုံရတဲ့စစ်မြေကြီးအထူးကြုံတွေဖလှယ်မယ်ဒီမြန်မာတွေအနေနဲ့လည်းကိုယ့်ဘက်ကကိုယ်စစ်မြေကြီးအထူးကြုံဖလှယ်မယ်စစ်မြေကြီးအထူးကြုံဖလှယ်ဖို့တော့ဒီလူငယ်ပုံပြီးအဓိကကြားပါလိမ့်မယ်မဟာမိတ်နိုင်ငံရဲ့ရင်းနှီးချိတ်ဆက်ပြီးသားဖြစ်တဲ့အတွက်နောက်မှလည်းဒါမျိုးအလားတူလူကျင်ငန်းတွေဒီတဲ့ပိုကောင်းတဲ့လူကျင်ငန်းတွေဆက်ရှိနေမှာပါပဲစစ်ရေးလေ့လာသူတွေကတော့ဒီလေ့ကျင့်မှုမှာအကြမ်းဖက်နှိမ်နင်းရေးအထူးစစ်စင်ရေးရန်သူအခြေစိုက်စခန်းဝင်ရောက်တိုက်ခိုက်ရေးစတဲ့နည်းဗျူဟာတွေပါဝင်တာကြောင့်တော်လှန်ရေးအင်အားစုတွေဘက်ကပိုပြီးသတိပြုဖို့လိုအပ်တယ်လို့ပြောကြပါတယ်။ရုရှားနဲ့စစ်ရေးလေ့ကျင့်မှုကတော်လှန်ရေးအင်အားစုတွေအတွက်ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။လက်နက်ရေးကျွမ်းကျင်သူ CDM ဗိုလ်မှူးနောင်ရိုးပြောတာကစစ်တပ်ကတံမြန်စစ်စင်ရေးတွေနိုင်ငံထဲမှာထိုးစစ်ဆင်နေရရှိတယ်ဒီစစ်စင်တွေမှာဆိုရင်ဒီချီလင်တပ်တော်နီးပြမြောက်စစ်လက်နက်တွေအထူးသဖြင့်စတိုင်ပါလိုဟာမျိုးတွေ drone နီးပညာတွေကိုထပ်ပြီးတော့ပေါင်းစပ်လာတာမျိုးတွေပြီးအထူးစစ်စင်ရေးနဲ့သတင်းချက်လက်စုဆောင်းမှုတွေထောက်လှမ်းမှုတွေဒီနီးပညာပိုင်းတွေမှာအများကြီးမြန်မာစစ်တပ်တွေတိုးတက်ပြောင်းလဲလာနိုင်တော်လှန်ရေးအရာစုတွေအတွက်ဖိအားချင်းချောက်မှုတွေပို့ပြီးတော့အသက်ရောက်မှုတွေရှိလာနိုင်တယ်ဒီကဏ္ဍတွေကိုလည်းကျွန်တော်တို့မျက်ခြေမပြတ်တော်လှန်ရေးအင်အားစုတွေနဲ့လည်းစောင့်ကြည့်တည်ထားဖို့လိုလိမ့်မယ်လို့ယူဆပါတယ်အရင်ကတည်းကမြန်မာဘက်ကအရာရှိတွေပညာတော်သင်သွားတာရုရှားဘက်ကစစ်သင်္ဘောတွေမြန်မာနိုင်ငံကိုလာရောက်တာတွေအပအဝင်မြန်မာစစ်တပ်ကလည်းတိုက်လေရင်လေ့ကျင့်ရေးလေရင်နဲ့ရဟတ်ယာဉ်အပြင်စစ်လက်နက်နဲ့တခြားစစ်ဖက်သုံးပစ္စည်းတွေကိုရုရှားစီကဝယ်ယူခဲ့တဲ့မှတ်တမ်းတွေရှိပါတယ်တော်တော်ရှိမြခင်ဗျာလက်ရှိချိန်ဟာတရားဝင်နိုင်ငံရေးညှိနှိုင်းမှုတွေစဖို့အခြေအနေမရောက်သေးဘူးဆိုပြီး Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီကထုတ်ပြန်ပါတယ်။ဒါ့အပြင်နိုင်ငံရေးအခြေအနေတွေမပြည့်စုံခင်မှာအပြင်ကနေပြီးတော့တွန်းအားပေးတာမျိုးရလဒ်တွေကြိုပြီးတော့သတ်မှတ်တာမျိုးတွေမလုပ်သင့်ဘူးလို့လည်းဆိုပါတယ်။ဘလို့အခြေအနေကြမှာပြည့်စုံတယ်လို့ပြောနိုင်တယ်လေမတ်ဇာနီထွန်းကပြောပြပေးပါမယ်။အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေနဲ့ SCEF အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်တချို့ပါဝင်တဲ့တွေ့ဆုံပွဲကိုပြီးခဲ့တဲ့ဇူလိုင်12ရက်နဲ့13ရက်တွေကထိုင်းနိုင်ငံမှာကျင်းပခဲ့တာပါ။ဒီတစ်ခေါက်တွေ့ဆုံမှုဟာဖိလစ်ပိုင်နိုင်ငံအနေနဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးမြန်မာလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံတဲ့ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။ဒီတွေ့ဆုံမှုမှာမြန်မာစစ်တပ်ကိုယ်စားလှယ်တွေအကြားတရားဝင်နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်တာမဟုတ်ဘဲအာဆီယံအဖွဲ့ဝင်နိုင်ငံသားရေးဝန်ကြီးတွေနဲ့တီးခြားတွေ့ဆုံခဲ့တာသာဖြစ်တယ်လို့ SCEF ရဲ့မနေ့ကထုတ်ပြန်ချက်မှာပြောထားပါတယ်။ SCEF ဘက်ကတော့လက်ရှိအချိန်ဟာတရားဝင်နိုင်ငံရေးစစ်ဆက်ညှိနှိုင်းမှုတွေစတင်ဖို့အခြေအနေမရောက်သေးဘူးလို့လည်းပြောဆိုထားပါတယ်။ SCEF အနေနဲ့သူတို့ရဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလုပ်နိုင်မဲ့အခြေအနေမျှော်လင့်ချက်ကဘယ်လိုပါလဲ။ SCEF ရဲ့နိုင်ငံသားရေးဌာနအဖွဲ့ဝင်စောနီမရိုပြောတာကမြန်မာစစ်တပ်ဖက်မှာကြည့်မယ်ဆိုရင်ပြည်သူလူထုကိုလည်းပြီးမှထားပြီးတော့တက်ခတ်တာတွေရှိတယ်။ရွာတွေမီးရှို့နေတယ်လူတန်းချိစားတာတွေလည်းထိထိရောက်ရောက်မလုပ်ပေးနိုင်သေးဘူး။ဒါကြောင့်မလို့ကောင်းတဲ့အခြေအနေတစ်ခုပေါ်လာမှပြီးတော့ stakeholder တွေကတကယ်စိတ်ဆန္ဒရှိမှ
နိုင်ငံရေးဆွေးနွေးဖို့ပေါ်လာမှာပေါ့ဒါပေမဲ့အခုဒီလိုမျိုးအခြေအနေမရောက်သေးဘူးလို့ကျွန်တော်တို့ SCF ကောင်းဆောင်တွေတုံ့တက်တယ် SCEF အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝထောက်ခံပြီးဒါတွေကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့မြန်မာပြည်ပခချုပ်ငင်းရေးအတွက်နီလန့်ရှာကြဖို့ကိုလည်းသဘောတူညီခဲ့တယ်လို့သိရပါတယ်ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ Generation Wave ဥက္ကဋ္ဌဦးမိုးသွေးပြောတာကအာဆီယံအပါအဝင်နိုင်ငံတကာအပိုင်းဝိုင်းအနေနဲ့ပေါ့နော်မြန်မာနိုင်ငံရေးနဲ့ပတ်သက်လာလို့ရှိရင်ပွဲစားဆန်ဆန်သဘောမျိုးပေါ့လေအယောင်းဝယ်ဖြစ်ရင်ပြီးရောဆိုပြီးအတင်းတွန်းထိုးပြီးတော့မှလှုပ်ထားမျိုးမဖြစ်သင့်ပါဘူးမြန်မာပြည်ဟာဒီအရက်သားအုပ်ချုပ်ရေးကြီးစိုးတဲ့စနစ်ဖြစ်ရမယ်ဒန်းတူမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ Federal ပြည်ထောင်စုဖြစ်ရမယ်တွင်ကူပြောင်းရေးကာလဆိုင်ရာတရားမျှတမှုရှိရမယ်ဒီအချက်တွေမပါဘဲနဲ့မြန်မာပြည်ရဲ့ပြဿနာကိုဖြေရှင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲ့ဒီတွေ့ဆုံမှုအပြီးမှာဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံသားရေးဝန်ကြီးတို့အွန်လိုင်းကနေတွေ့ဆုံခဲ့ပါတယ်။လာမယ့်ဇူလိုင်20နဲ့22ရက်နေ့အတွင်းအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးရှိနေပြီးဆုံးဖြတ်ချက်တစ်ခုခုထွက်ပေါ်လာနိုင်တယ်လို့လည်းသိရပါတယ်ရှင်။သောရရှိမြခင်ဗျာနီပေါ်ဘက်ကိုဖျက်ဖို့ကြိုးစားနေတဲ့အမေရိကန်တယောက်ကိုအိန္ဒိယနယ်ခြားဆောင်တပ်ကဖမ်းပြီးတော့မြန်မာပြည်ကလက်နက်ကင်ဖွဲ့တွေနဲ့ဆက်ဆက်မှုရှိမရှိစစ်ဆေးနေပါတယ်တကယ်ပဲမြန်မာလက်နက်ကင်တွေနဲ့ဆက်ဆက်နေသလားမက်ရွှေပိုးနီကပြောပြပေးပါမယ်အမေရိကန်နိုင်ငံသားအသက်36နှစ်အရွယ်ဂျော်ဒန်ဘရောင်းဆိုသူကိုတရားဝင်ခရီးသွားလာခွင့်ဆောင်ရွက်စာတမ်းတွေမပါဘဲနီဘောနိုင်ငံဘက်ကိုဖျက်ကျော်ဖို့ကြိုးပမ်းချိန်ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကအိန္ဒိယနေကြားဆောင်တပ်ဖွဲ့ SSB ကဖမ်းဆီးခဲ့တာပါသူ့ကိုမြန်မာကလက်နက်ကင်အဖွဲ့တွေကိုတင်နန်းပေးခဲ့တယ်လို့ဆွဆွဲခံထားရတဲ့နိုင်ငံသားတွေနဲ့ဆက်ဆက်မှုရှိမရှိကိုအိန္ဒိယဗဟိုထောက်လှမ်းရေးအေဂျင်စီတွေကစုံစမ်းစစ်ဆေးနေတယ်လို့တာဝန်ရှိသူတွေကဇွန်လ14ရက်နေ့မှာပြောထားပါတယ်ဒါအပြင်သူ့မှာဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံကူလက်မှတ်ကိုသူဘလို့ရရှိခဲ့တာလဲအဲ့ဒီ passport ကိုသူမြန်မာနိုင်ငံကရရှိခဲ့တာလားဆိုပြီးစုံစမ်းနေကြတယ်လို့အိန္ဒိယအခြေစိုက်သတင်းဌာနတွေကဖော်ပြပါတယ်။စုံစမ်းမေးမြန်းမှုအတွင်းမှာ Brown ကသူဟာထိုင်းနိုင်ငံကိုရောက်ရှိချိန် passport ပျောက်ဆုံးခဲ့ပြီးတဲ့နောက်တိတိလင်္ကာကိုရောက်ရှိခဲ့ပြီး2025နိုဝင်ဘာ2ရက်နေ့မှာရေကြောင်းကနေတဆင့်အိန္ဒိယနိုင်ငံကိုရောက်ရှိခဲ့ကြောင်းနဲ့ဂိုအာပြည်နယ်မှာလာနဲ့ချီနေထိုင်ခဲ့ပြီးနောက်ပိုင်းမှာနယ်စပ်ဒေသကိုထွက်ခွာခဲ့တယ်လို့ထွက်ဆိုထားပါတယ်။သူဖြစ်စဉ်ကိုအိန္ဒိယအာဏာပိုင်တွေကအမေရိကန်တန်ယုံထံအကြောင်းကြားထားပါတယ်။အခုအိန္ဒိယဘက်ကဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်မှုရှိမရှိကိုချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကိုမေးကြည့်ပေမဲ့သူတို့အနေနဲ့မသိဘူးလို့သာညင်းဆိုကြပါတယ်။ဒီအပေါ် India for Myanmar အဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတူခါပြောပြတာကအဲ့ဒီရောက်တော့မြန်မာနိုင်ငံနဲ့မသက်ဆိုင်ပါဘူးသူဝင်လာလေအင်ဒိုနီးရှားကကြကိုဝင်တယ်ပြီးတော့ဒီဘောကိုထုတ်ဖို့လုပ်တဲ့ဟာပေါ့ဒါပေမဲ့အခုချိန်မှာအိန္ဒိယကနိုင်ငံခြားပတ်စံအဝင်အထွက်အပါဝင်လုံခြုံရေးဆိုင်ရာသာသူ့ရဲ့ဟာပေါ့မြန်မာမှာတော်လှန်ရေး9နှစ်တာကာလအတွင်းနေဆက်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့နိုင်ငံသားတွေနဲ့တော်လှန်ရေးဆက်ဆက်တယ်လို့ယူဆသူတွေကိုအိန္ဒိယဘက်ကလူသိရှင်ကြားဖမ်းဆီးမှုခက်စိတ်စိတ်ဖြစ်လာတာလည်းဖြစ်ပါတယ်ဒါဟာအိန္ဒိယကလက်ရှိကာလမှာစစ်တပ်ဘက်ကိုထောက်ပံ့မှုအများပြားလုပ်နေတာလို့ချင်းကောက်ွယ်ရေးအဖွဲ့အထွေထွေအတွင်းရေးမှူးဆလိုင်းဝီလီယံချင်းက BBC ကိုပြောထားပါတယ်ဒီအပေါ်ချင်းပြည်နယ်ဒုဝန်ကြီးဟောင်းလည်းဖြစ်ခဲ့သူ2020လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူတူသုံးသက်တာကချင်းလေးဆက်ဆက်တိုင်းသာပဲပြောလို့မရအောင်ပါဗျာတို့နိုင်ငံရဲ့ဥပဒေအပြည်ပြည်ဆိုင်ရာရဲ့ဥပဒေရလည်းရှိတယ်တို့နိုင်ငံချင်းဆက်တွေနဲ့ပြည်ရန်ဆက်ချုပ်နောက်ပြီးတော့ချင်းဆက်တွေနဲ့ဒီပုဂ္ဂိုလ်နဲ့တော့ချင်းဒီကဝတ်ထားတဲ့ဆက်ချုပ်ထားတဲ့မရှိဘူးနောက်ပြီးတော့ဒီစကားလေးဆိုဆွေးနွေးဆုဖြတ်ချက်တွေမရှိဘူးဆိုတော့တို့သူ့နိုင်ငံကဖန်တီဆိုတော့ဒီမှာမတတ်နိုင်ဘူးဗျာပြီးခဲ့တဲ့မတ်လကလည်းကူကီချင်းလက်နက်ကိုင်အဖွဲ့ကိုတနန်းပေးခဲ့တယ်ဆိုတဲ့ဆွဆွဲချက်ဥရောပကဒရုန်းတွေအိန္ဒိယနယ်စပ်ကနေမြန်မာနိုင်ငံတွေကနေလက်နက်ကိုင်စီမှောက်ဖို့ပို့တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးခံထားရတဲ့အမေရိကန်နိုင်ငံသား2ဦးနဲ့ယူကရိန်းနိုင်ငံသား6ဦးကိုအမှုဖွင့်လှစ်ထားတယ်လို့လည်းအိန္ဒိယသတင်းတွေကဆိုထားပါတယ်။ကျသပရိညာချမ်းမြန်မာပိုင်းစီစဉ်နေဒီရင်ပြီးဆုံးပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ BBC သောတာရှင်များနဲ့တကွမြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြအေးချမ်းပြီးဘေးပရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။